ဒိုလေးနဲ့မက်ဆီကိုကြော်တက်ပြီးစံချိန်သစ်တင်နိုင်ခဲ့တဲ့ Harry Kane အားလုံးပဲမင်္ဂလာပါ MN Football News ကနေကြိုဆိုလိုက်ရပါတယ်။ဘိုင်ယန်မြူနစ်အသင်းရဲ့အင်္ဂလန်တိုက်စစ်မှု Harry Kane ကတော့ဒိုလေးနဲ့မက်ဆီတို့ကိုတော့ကြော်တက်ပြီးဂိုးသွင်းစံချိန်သစ်တစ်ခုကိုတင်နိုင်ခဲ့ပါပြီ။ Clash Blue အသင်းကို၄ဂိုးပြအနိုင်ရခဲ့တဲ့ Champions League ပွဲစဉ်မှာသွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်မှာတော့ Harry Kane ဟာအခုဘောလုံးရသည်မှာဘိုင်ယန်မြူနစ်အသင်းအတွက်ပြိုင်ပွဲစုံသွင်းဂိုး20ပြည့်မြောက်သွားခဲ့ပါပြီ။ Harry Kane အနေနဲ့အခုရာသီမှာသွင်းဂိုး20ပြည့်ဖို့အတွက်ဆိုရင်12ပွဲပဲကစားခဲ့ရတာကြောင့်လည်းတရားသီအတွင်းပွဲအနည်းဆုံးကစားပြီးသွင်းဂိုး20ပြည့်မြောက်တဲ့ကစားသမားအဖြစ်စိုက်တိုင်းသစ်တင်နိုင်ခဲ့ပြီလို့ဖြစ်ပါတယ်။မက်ဆီကဘိုင်ဆီလိုနာအသင်းမှာကစားခဲ့တဲ့2014-2015ဘောလုံးရာသီတုန်းကဂိုး20ပြည့်ဖို့အတွက်18ပွဲကစားခဲ့ရတယ်လို့ရိုနယ်ဒိုကလည်း Real Madrid အသင်းမှာကစားခဲ့တဲ့2014-2015ဘောလုံးရာသီတုန်းကသွင်းဂိုး20ပြည့်ဖို့အတွက်73ပွဲသာကစားခဲ့ရပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ Harry Kane ကရိုနယ်ဒိုရဲ့စံချိန်ကိုကျော်ဖြတ်ပြီးတော့စံချိန်သစ်တစ်ခုကိုတင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။